ကဲအားလုံးပဲပေါ့နော်ကျွန်တော်တို့ထိုင်းရောက်နေတဲ့ရွှေမာတွေဒီသတင်းကြီးကိုမပြောချင်ပေမဲ့လည်းကျွန်တော်အားလုံးသိအောင်ပေါ့နော်တချို့မသိသေးတဲ့လူတွေသိအောင်လို့ sharing ပြန်လုပ်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျမနေ့ကလည်းသတင်းတွေတက်လာတယ်ဒီနေ့လည်းသတင်းတွေတက်လာတယ်ပေါ့နော်ဘာလဲဆိုတော့ကျွန်တော်တို့ထိုင်းရောက်နေတဲ့ရွှေမာတွေရွှေမာမိန်းကလေးတွေပေါ့နော်ကိုဝင်ဆောင်ခွင့်မပြုတော့ဘူးဆိုတာကကျွန်တော်တို့အားလုံးလည်းသိပြီးတဲ့အတိုင်းပေါ့နော်တော်တော်ကြာပြီအဲ့ဒီဥပဒေကိုဒါအဲ့ဒီဥပဒေကိုကျွန်တော်တို့ဆောင်ရွက်နေတာပေါ့နော်အခုမှကျွန်တော်တို့ဒီထိုင်းအစိုးရကဒီလက်မှတ်ထိုးပေးလိုက်ပြီပေါ့နော်ဒါအတည်ပြုလိုက်ပြီပေါ့နော်အဲ့ဒါထိုင်းဝင်နေတဲ့ရွှေမာတွေပေါ့နော်ကိုဝင်ဆောင်ခွင့်မရှိတော့ဘူးအကယ်ကိုဝင်ဆောင်နေတဲ့လက်ရှိကိုဝင်ဆောင်နေတဲ့မိခင်တွေကိုလည်းကျွန်တော်ထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုကျွန်တော်တို့ပြန်ပို့တော့မယ်ဆိုပြီးတော့လည်းဒါအခုလှုပ်ဆောင်နေကြပြီပေါ့နော်ပြီးတော့မြန်မာပြည်မှာပဲမွေးဖွားရမှာပေါ့နော်ထိုင်းနိုင်ငံမှာမွေးဖွားခွင့်မပြုတော့ဘူးဆိုပြီးတော့ဒါအခုလက်ရှိဒီသတင်းမှာနာမည်ကြီးနေတယ်ပေါ့နော်ကျွန်တော်စဉ်းစားတာလေကျွန်တော်တို့မြန်မာပြည်သားတွေကိုထိုင်းတွေကနောက်တချို့ဒီထိုင်းလူမျိုးတွေကအရန်ကိုမုံတီးနေတဲ့အကြောင်းအရာတွေကိုကျွန်တော်လိုက်ပြီးတော့စုံစမ်းကြည့်တဲ့ကျွန်တော်လိုက်ပြီးတော့လေ့လာကြည့်တယ်လိုက်ပြီးတော့လိုက်ဖတ်ကြည့်တဲ့အခါမှာကျွန်တော်ဘာတွေတွေ့ရလဲအများကြီးဘာတွေတွေ့ရလဲဆိုလို့ရှိရင်ကျွန်တော်ဒါတိတိလောက်ကျွန်တော်ပြပြပေးမှာပေါ့နော်ကျွန်တော်ဒါဝေဖန်လို့ရပါတယ်နော်ကျွန်တော် comment နဲ့ဝေဖန်လို့ရပါတယ်နော်ဟုတ်တော်၎င်းမဟုတ်တော်၎င်းပေါ့နော်တချို့ထိုင်း social account တွေမှာကျွန်တော်လိုက်ပြီးတော့ဝင်ဖတ်ကြည့်တယ်ပေါ့နော်မြန်မာပြည်သားတွေရဲ့ကျွန်တော်တို့သတင်းတွေကိုတင်ထားတဲ့တချို့social account တွေမှာကျွန်တော်ဖတ်ကြည့်တယ်ပေါ့နော် comment တွေအောက်မှာပြီးလို့ရှိရင်ဒီသူတို့ခေါင်းစဉ်တွေမှာကျွန်တော်ဖတ်ကြည့်တယ်ပေါ့နော်အဲ့တော့ဘာတွေတွေ့ရလဲဆိုတော့ထိုင်းနိုင်ငံမှာကျွန်တော်မြန်မာပြည်သားတွေကတန်းနဲ့ရှိပြီးတော့အများကြီးပေါ့နော်ရောက်လာကြတယ်တနေ့ပို့ပြီးတော့တိုးလာကြတယ်ပေါ့နော်အဲ့တော့သူတို့နိုင်ငံကိုမြန်မာပြည်သားတွေကကြီးစိုးသွားမှာကိုလည်းသူတို့မလိုလားဘူးပေါ့နော်သူတို့နိုင်ငံကိုမြန်မာပြည်သားတွေအရန်များသွားလို့ရှိရင်သူတို့နိုင်ငံသားတွေကိုဗိုလ်ကြတာတို့လူရဲစော်ကားတာတို့เนาะအဲ့လိုမျိုးပေါ့နော်ဒီငွေကြီးနဲ့ပဲပတ်သက်တာပဲဖြစ်ပေါ့နော်အနိုင်ကျင့်တာတို့ကျွန်တော်တို့ကြောက်တယ်ပေါ့နော်သူတို့ကြောက်တယ်ပြီးတော့သူတို့ဒီအဲ့ဒါကိုမလိုလားဘူးပေါ့နော်တချို့ဒီထိုင်းလူမျိုးတွေကဝင်ရေးတာတွေ့တယ်ပြီးတော့ထိုင်းရောက်နေတဲ့ရွှေမာတွေကပေါ့နော်ဒီအလုပ်လုပ်တာတော်ကြတယ်ပြီးတော့ဒီထိုင်းနိုင်ငံထဲမှာပေါ့နော်ကိုပိုင်လုပ်ငန်းရှင်တွေမြန်မာပြည်သားတွေနဲ့အနေနဲ့ကိုပိုင်လုပ်ငန်းရှင်တွေလည်းတဖြည်းဖြည်းနဲ့ပို့ပြီးတော့များလာတယ်ပေါ့နော်သူတို့ရဲ့နိုင်ငံသားရဲ့အလုပ်ကိုလုတယ်သူတို့နိုင်ငံသားလုပ်ရမယ့်အလုပ်ကိုဝင်လုတယ်ပြီးတော့ဥပဒေတွေချထားတဲ့ဥပဒေတွေကိုလည်းမလိုက်နာလို့ပေါ့နော်ဒီမလိုက်နာလို့သူတို့တွေဖမ်းဆီးရတယ်မြန်မာပြည်ကိုပြန်ပို့ရတယ်ပေါ့ဗျာနော်အဓိကတော့သူတို့နိုင်ငံသားအလုပ်တွေကိုဝင်လုတယ်သူတို့နိုင်ငံကိုကြီးစိုးမှာကိုသူတို့ကမလိုလားဘူးပေါ့နော်အဲ့ဒါကြောင့်လဲပေါ့နော်ဒီနှကမ်းမွေးကကျွန်တော်တို့မျိုးချစ်ပေါ့နော်မျိုးချစ်အဖွဲ့ဒီနှကမ်းမွေးအဖွဲ့ကတုံ့လင်ရှင်းနေတာဆိုပြီးတော့ဝင်ရေးထားတာကိုတွေ့ရတယ်ပေါ့နော်အဓိကကကျွန်တော်ပြောချင်တာကလေကျွန်တော်တို့မြန်မာနိုင်ငံသားကိုကြောက်ရမှာထက်ခွန်ထိုင်းတို့ရေနော်ကျွန်တော်တို့ပေါက်ဖို့ကြီးတို့ပိုကြောက်ရမယ်ဘာဖြစ်လို့လဲဆိုတော့တော်တော်များများမတို့စဉ်းစားကြည့်လိုက်လေ့လာကြည့်ကျွန်တော်ကအများနဲ့ဒါလေ့လာနေတယ်အများနဲ့ကျွန်တော်လိုက်ပြီးတော့ကြည့်နေတာအများနဲ့ကျွန်တော်လိုက်လေ့လာအများနဲ့လိုက်ကြည့်တယ်ထိုင်းနိုင်ငံတနိုင်ငံလုံးမှာကျွန်တော်တော်တော်များများလုပ်ငန်းရှင်ကြီးတွေတော်တော်များများမှာထိုင်းနိုင်ငံသားအစစ်မှန်ကလေရာခိုင်နှုန်းတော်တော်နည်းတယ်ကျွန်တော်တို့အများအပြစ်ကကျွန်တော်တို့ထိုင်းတရုတ်စစ်တွေเนาะဝင်လုံနေတာအရန်များတယ်เนาะဒီနိုင်ငံမှာလေလုပ်ငန်းတော်တော်များလေအုပ်စိုးရတာအရန်များတယ်အဲ့ဒါကြောင့်သူတို့ပုတ်ဖို့ကြီးတွေကိုသူတို့ကြီးဘယ်နေရာမှာဘာပဲတွေ့ဘာပဲလုပ်တိတိပဲရောင်ကြီးပဲရောင်เนาะဘာမှသူတို့မပြောကြဘူးပေါ့နော်မပြောရဲကြဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့သူတို့ကပေါ့ဖို့ကြီးတွေကပတ်စံရှိတယ်နိုင်ငံကလည်းတိုးတက်တယ်သူတို့နိုင်ငံကလည်းတိုးတက်တဲ့လောက်အများကြီးတိုးတက်ထိုင်းနိုင်ငံနဲ့ပို့ပြီးတိုးတက်တယ်ပေါ့နော်တိုးတက်လာဖြစ်တဲ့အတွက်သူတို့နိုင်ငံသားကိုသွားပြီးမထိရဘူးဈေးတွေမှာဆိုတရုတ်ဆိုင်တွေဆိုအများကြီးရှိတယ်တလားဈေးတွေမှာဆိုအများကြီးရှိတယ်သူတို့တွေသူတို့
မတိတယ်လို့ပဲသူတို့ရှောင်သွားတယ်အဓိကကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုပဲသူတို့တဲကြီးမဲကြီးလိုက်ရှာတယ်ဆိုတာကျွန်တော်တို့မြန်မာနိုင်ငံသားတွေကလည်းကျုံစစ်ကျုံအစ်စ်လောက်ပဲသူတို့သဘောထားတို့ပြီးတော့အလုတ်သမားဖြစ်တယ်သူနိုင်ငံမှာအများအစုဟာလိုက်ကြည့်ကော့ဆန်းတွေမှာသူတို့နိုင်ငံသားမလောက်ချင်တဲ့အလုပ်တွေမှာပယံတွေနေပူတဲ့မှာအလုပ်လုပ်နေတဲ့လူတွေတရားဆောက်တယ်တိုက်အမြင့်တွေနော်ဆောက်တည်တဲ့မှာမြန်မာတွေအများကြီးပဲပါတယ်နော်ပြီးတော့ကျွန်တော်တို့တန်ရှင်းရေးကအစပေါ့နော်တန်ရှင်းရေးကအစအိမ်သာခွက်ဆေးတဲ့အထိအနိုင်ဆုံးပြောတာနော်အိမ်သာခွက်ဆေးတဲ့အထိမှာမြန်မာပြည်သားတွေကသူတို့နိုင်ငံမှာလုပ်နေရဖြစ်တယ်သူတို့ကကျုံစစ်မဲ့သဘောထားပြီးတော့မြန်မာပြည်သားတွေကိုနိုင်ရတယ်နိုင်လို့ရတယ်သူတို့နိုင်ငံကလည်းကောင်းသေးတာမဟုတ်ဘူးသူတို့အခုလက်ရှိမှာနိုင်လို့ရတယ်ဆိုပြီးတော့တချို့ကြတော့လေအဲ့လိုမျိုးတချို့နိုင်ငံတချို့ထိုင်းလူမျိုးတွေကပေါ့နော်အဲ့လိုမျိုးဝင်ရေးကြတယ်ဝင်ပြီးတော့ပြောကြတာလေးပဲကျွန်တော်ဗီဒီယိုပိုင်းမှာကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့သူတို့နိုင်ငံသားအကုန်လုံးတော့မဟုတ်ဘူးတချို့အကောင်းဘက်ကတွေလှည့်ပြောပြီးတဲ့ထိုင်းလူမျိုးတွေလည်းအများကြီးရှိတယ်ပေါ့နော်တချို့ကျွန်တော်ဗီဒီယိုတစ်ဖိုင်မှာကျွန်တော်တွေ့လိုက်ရတာအဲ့ဒီထိုင်းနိုင်ငံသားသူကထိုင်းနိုင်ငံသားအစ်စ်ပဲပေါ့နော်စဉ်းစားကြည့်တဲ့ထိုင်းမှာတဲ့တကယ်ဟိုပြင်ပန်းနဲ့တကယ်ကိုထိုင်းနိုင်ငံသားတွေလုံးမနိုင်တဲ့မလုံးချင်တဲ့အလုပ်တွေကိုလုပ်နေရတာမြန်မာပြည်သားတွေဖြစ်တယ်တဲ့တော့ပယံမှာကြည့်မလားပြီးတော့ကျွန်တော်တို့ပယံတွေကော့ဆန်းတွေမှာကြည့်မလားပေါ့နော်တူပဲပေါ့နော်အိမ်ဘော်တွေကြည့်မလားနော်ပြီးတရားဆောက်တဲ့နေရာမှာကြည့်မလားနော်ကျွန်တော်တို့စားတောက်ဆိုင်မလားကြည့်မလားစက်ရုံတွေမှာကြည့်မလားပင်ပန်းနဲ့တကယ်ကိုထိုင်းလူမျိုးတွေမလုံနိုင်တဲ့အလုပ်တွေကိုသူတို့လုပ်ပေးနေတာပေါ့နော်သူတို့ဒီမြန်မာတွေရှိနေလို့လေသူတို့နိုင်ငံကတိုးတက်တဲ့လောက်တိုးတက်နေတာဆိုပြီးတော့ဒီထိုင်းနိုင်ငံသားတဦးကသူ့ရဲ့ social အကောင့်မှာပဲတင်ထားတာလေတွေ့ရတယ်ပေါ့နော်ဒါလည်းတကယ်အမှန်ကန်ပဲခင်ဗျနော်သူတို့နိုင်ငံသားမလုပ်ချင်တဲ့အလုပ်တွေကိုကျွန်တော်တို့လုပ်နေရတာအများကြီးပဲနော်အများကြီးပဲရှိတယ်အသက်တွေလည်းပေးလိုက်ရတာတရားဆောင်ရင်းနဲ့လည်းပြီးလို့အဲ့လိုမျိုးပေါ့နော်တရားပြီးလို့ဂါးသွားတဲ့မြန်မာတွေလည်းအများကြီးရှိသလိုကျွန်တော်တို့ဒီစောက်လို့ရေးတွေမှာကျွန်တော်တို့ဆေးတွေပါတုတ်တဲ့လူတွေလည်းတိုက်ပွားမတော်မစက်ကျွန်တော်တို့အဆီတက်ဖြစ်ပြီးတော့ဆုံးသွားတဲ့လူတွေเนาะအများကြီးပြားကျွန်တော်တို့ရင်နိုင်မှုဖြစ်တဲ့လူတွေပြီးလို့ရှိရင်ကျွန်တော်တို့ဆိုင်ထဲမှာမီးလောင်လို့ပါသွားတဲ့လူတွေကားထဲမှာအဆီတက်ဖြစ်တဲ့လူပြီးတော့ဆုံးသွားတဲ့လူအများကြီးပဲရှိတယ်ပေးဆက်လိုက်ရတဲ့အသက်ပေါင်းများစွာချွေးနဲ့သွေးနဲ့ဒီမကအသက်တွေပါပေးလိုက်ရမယ်လို့အများကြီးပဲရှိတယ်เนาะအဲ့ဒါကိုတချို့ဒီထိုင်းလူမျိုးတွေကပေါ့နော်မငဲ့မညာပဲနဲ့အနိုင်ကျင့်တဲ့ဖြစ်ရတဲ့ကိုအများကြီးကျွန်တော်ကိုယ်တိုင်လည်းကြုံဘူးတဲ့အခိုက်အတန့်တွေကျွန်တော်ပြောပြပေးမှာပေါ့နော်တချို့ဒီပေါ့နော်မြန်မာပြည်သားတွေလမ်းသွားလမ်းလာရင်းနဲ့အပြည့်စုံလို့စားရဆက်တဲ့ရှိပေမဲ့လည်းသူတို့ဖုန်းတွေပါစစ်ဆေးတယ်ပေါ့နော်ဖုန်းတွေပါသူတို့စစ်ဆေးတယ်သူတို့အမှန်ဆိုလို့ရှိရင်တော့ဒီဖုန်းကသူတို့စစ်ဆေးပိုင်ခွင့်သူတို့မရှိဘူးအဲ့ဒါလေးသိကြလေးနောက်ပဲသူတို့ရဲ့ထိုင်းဥပဒေမှာကျွန်တော်တို့ရဲ့ဒီနိုင်ငံသားကျွန်တော်တို့သူတို့နိုင်ငံသားမဟုတ်တဲ့ကျွန်တော်တို့တခြားနိုင်ငံသားတွေကိုကျွန်တော်တို့သူတို့အနေနဲ့စစ်ဆေးပိုင်ခွင့်ရှိတာကျွန်တော်တို့သူတို့နိုင်ငံတွေကိုမှောင်ခိုနဲ့ဝင်လာလားเนาะမပြည့်မစုံပဲနဲ့စာရွက်စာတမ်းမပြည့်မစုံပဲနဲ့နေလားเนาะသွားလောက်ခွင့်ပြုနေလားဆိုတာကိုပဲသူတို့ကစာရွက်စာတမ်းလောက်ပဲသူတို့စစ်ဆေးပိုင်ခွင့်ရှိတယ်စာအုပ်တွေစစ်မယ်ဝက်ပါမစ်တွေစစ်မယ်ဟာလားเนาะပန်းအောင်ကတ်တွေစစ်မယ်เนาะပြီးရင်မွေးစေးစစ်မယ်ဟုတ်လားမွေးစေးတုံထားလားမလို့လားအဲ့ဒါတွေစစ်ဆေးမယ်เนาะအဲ့ဒါတော့ပဲသူတို့စစ်ပိုင်ခွင့်ရှိတာဖုံးကကြတော့ကျွန်တော်တို့စစ်ပိုင်ခွင့်မရှိဘူးသူတို့မှာဖမ်းရန်ဒီဖုံးနဲ့ပတ်သက်ပြီးတော့ဒီရှာပိုင်ခွင့်ဖုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဖုံးထဲမှာဒေတာတွေအဲ့လိုမျိုးပေါ့သူတို့လိုက်ရှာတာတော့ဟိုထဲလိုက်ဝင်ဒီထဲလိုက်ဝင်ပြီးတော့လိုက်ရှာခွင့်သူတို့မှာဒီထိုင်းကသူတို့ထုတ်ထားတယ်သူတို့ဟိုဖမ်းရန်ဒီမရှိလို့ရှိရင်ပေါ့နော်ဒီဖုန်းနဲ့ပတ်သက်ပြီးဖုန်းနဲ့မရှိလို့ရှိရင်သူတို့စစ်သေးပိုင်ခွင့်မရှိဘူးเนาะစစ်သေးပိုင်ခွင့်သူတို့မှမရှိဘူးเนาะအဲ့ဒါတားကြီးအနိုင်ကျင့်ရရောက်သွားပြီเนาะအနိုင်ကျင့်ရရောက်သွားပြီတချို့ဆိုလို့ရှိရင်လည်းအဲ့မျိုးပဲညကင်းလေးပါလေဆိုလို့ရှိရင်မုတ်ဒီပါထုတ်ဝယ်စားတာပဲဖြစ်ဖြစ်เนาะည8 နာရီ9 နာရီပေါ့ဗျာမုတ်ဒီပါထုတ်ဝယ်စားပဲအိမ်နီးနားမှာပေါ့နော်7ရှိတယ်ဆိုရင်7ဈေးရှိဆိုရင်လမ်းလေးလျှောက်ပြီးထွက်လာတယ်အဲ့ဒီချိန်ကြီးလိုက်ဖမ်းနေတုံးပဲเนาะအဲ့ဒီချိန်ကြီးသူတို့မှလိုက်ဖမ်းနေတုံးပဲတိလားတချို့ဆိုလို့ချင်းမဟုတ်ဝယ်စားတဲ့ဈေးခဏထွက်လာတယ်စာအုပ်စာတမ်းအိမ်ခန်းမှာထားခဲ့တယ်မရဘူးလိုက်လာเนาะရုံရောက်မှရှင်းเนาะရေစကိုင်းရောက်မှရှင်းဆိုပြီးတော့ခေါ်သွားတယ်ပြီးရင်ပတ်စံတောင်းတယ်เนาะစာအုပ်စာတမ်းမပါလို့ဆိုပြီးတော့လေ
အဲ့လိုမျိုးတွေတောင်းတယ်ဒါတွေကတော်တော်လေးကိုဒါအနိုင်ကျင့်တဲ့မှာပါသွားပြီပေါ့နော်အဲ့ဒါဆိုတာခွင့်လို့နိုင်တဲ့အခြေအနေထဲမှာပါတယ်ဗျနော်ခွင့်လို့နိုင်တဲ့အခြေအနေထဲမှာကျွန်တော်တို့ပါတယ်ပေါ့နော်အဲ့ဒါကိုဟိုတချို့ဒီရဲတွေဆိုလို့ရှိရင်လည်းဒါသူတို့အောက်မှာပဲပေါ့နော်ပတ်စံပါညာအဲ့လိုမျိုး900 1000တောင်းသွားတယ်ပဲပြီးတော့တောင်းသွားပြီးတော့ကျွန်တော်တို့အဲ့နေရာမှာပဲကျွန်တော်ပြန်လုပ်ပေးရတယ်ပြန်လို့လက်အခါတွေလည်းရှိတယ်ပေါ့နော်ကျွန်တော်ဒါကိုလည်းကျွန်တော်အထက်လူကြီးလည်းမသိရဘူးနော်မသိရဘူးအကယ်၍ဒါသူတို့ဒါလက်ရှိကျွန်တော်တို့နော်အဲ့လိုအချိန်မှာဗီဒီယိုပဲရိုက်ထားတာကြည့်နော်ဗီဒီယိုပဲရိုက်ထားတာတို့ဓာတ်ပုံတွေမှာရိုက်ထားလို့ဆိုရင်သူတို့အတင်းဖြတ်ခိုင်းတယ်သိလားသူတို့လည်းအရန်ကြောက်တယ်အဲ့ဒီယူတော့သူတို့ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ဒါသူတို့ဖြတ်စားလို့မရနော်ဥပဒေတိုင်းသွားနော်အထက်လူကြီးတွေကိုအကုန်လုံးပြတ်တင်ပြရတယ်ပေါ့အောက်မှာအဲ့လိုလောက်ပဲမရှိရအကယ်အဲ့လိုမျိုးပေါက်ကြွားရတယ်ဆိုလို့ရှိရင်သူကပြစ်ဒဏ်ပူကြီးရပေါ့နော်ပြစ်ဒဏ်ပူကြီးတယ်ဒီထိုင်းဝန်ထမ်းတယောက်နေတယ်ပေါ့နော်ဒီအစိုးရဝန်ထမ်းတယောက်နေတယ်အဲ့လိုမျိုးလောက်ပဲမရှိဘူးနော်နောက်တစ်ခါမှတ်ထားနော်ဖုန်းလေးပါအဲ့လိုယူအတင်းယူစစ်တာလို့ပါလို့ဆိုလို့ရှိရင်ဒီလားဘေးနားမှာတကယ်ကြီးတယောက်ပါလို့ရှိရင်ဖုန်းနဲ့ဗီဒီယိုရိုက်ထားဓာတ်ပုံရိုက်ထားနော်အဲ့ဒါသူတို့ပတ်စံတွေပါဝင်မညှိရဲတော့ကျွန်တော်လည်းခံခဲ့ပြီးပြီအရင်တော့အဲ့ဒါအရင်တော့မသိဘူးအခုနောက်ပိုင်းမှာကျွန်တော်လည်းပေါ့နော်ဒါသတင်းတွေဖတ်တဲ့ဒီသူတို့ရဲ့ဥပဒေနဲ့အကြောင်းအရာတွေကိုဖတ်ကြည့်တဲ့အခါမှာကျွန်တော်သိရတယ်ပေါ့နော်ကျွန်တော်လည်းဥပဒေတောင်တော့အများကြီးတော့မသိပါဘူးဒါကျွန်တော်သိသိလောက်လေးကိုကျွန်တော်မြန်မာပြည်သားတွေဒါယူသုံးလို့ရမယ်ပေါ့နော်ယူအကျိုးရှိမယ်ဆိုအကျိုးရှိမယ်ပေါ့နော်အကျိုးရှိနေယူသုံးပေါ့နော်အကျိုးရှိမယ်လို့ကျွန်တော်ထင်ပါတယ်အဲကြောင့်လည်းကျွန်တော် share လေးပြန်လုပ်ပေးတာဖြစ်ပါတယ်ခင်ဗျနော်ဒါလေးလည်းပြောတာဖြစ်ပါတယ်နော်အားလုံးပဲစိတ်ချမ်းသာရေးကိုကြည့်ပါခြင်းနဲ့ပြည့်စုံပြီးတော့ကျွန်တော်ဒီအမိမြင်မြန်မာပြည်ရဲ့အများဆုံးအေဂျင့်ပါတွေပေါ့နော်ကျွန်တော်အဲ့ဒါမှကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်မိမြန်မာပြည်မှာကျွန်တော်တို့ပြန်ပြီးတော့သွားလှုပ်ရှားလို့ရမှာပေါ့နော်အဲ့လိုပါပဲခင်ဗျ